အသက်က20ကျောင်း30လောက်ပဲရှိသေးတယ်ခေါင်းဖိလိုက်တိုင်းသပင်ဖြူတွေတစ်ချောင်းပြီးတစ်ချောင်းတွေ့လာရလို့အသက်ကြီးတော့ပြီလားဆိုပြီးစိတ်ညစ်နေပါသလားမျိုးရိုးကြောင့်မဟုတ်ပဲတဲ့နေ့စဉ်လုံနေတဲ့အကျင့်တွေကသပင်ကိုမြ мян ဖြူစေတယ်ဆိုတာသိပါသလားမင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ငငယ်ရွယ်ရွယ်နဲ့သပင်တွေဖြူလာရတဲ့အထီးကအကြောင်းရင်းတောင်းချက်ကိုပြောပြပေးသွားမှာပါနံပါတ်1အလွန်အမင်းစိတ်ဖိစီးမှုများခြင်းလူတွေကစိတ်ရှုပ်ရင်သပင်ဖြူတယ်လို့ပြောတတ်ကြပါတယ်ဒါဟာဆေးပညာအရာလဲလုံးဝမှန်ကန်တာတယ်ကျွန်တော်တို့အလွန်အမင်းစိတ်ဖိစီးတဲ့အခါခန္ဓာကိုယ်ကထွက်လာတဲ့ဟော်မုန်းတွေဟာသပင်အယောင်ကိုမဲနဲ့စေတဲ့ melanin cell ကိုတွားပြီးဖျက်ဆီးဖြစ်ပါတယ်အဲ့ဒီ cell တွေဖျက်ဆီးသွားတဲ့အခါသပင်အသစ်တွေပေါက်လာရင်အမဲရောင်မဟုတ်တော့ပဲအဖြူရောင်အဖြစ်ထွက်လာတော့တာပါနံပါတ်2ဗီတာမင် B12 နဲ့အာဟာရချို့တဲ့ခြင်းခန္ဓာကိုယ်မှာဗီတာမင် B12 လုံလုံလောက်လောက်ရှိတဲ့အခါသွေးနီဥတွေကိုကောင်းကောင်းမထုတ်တင်းနိုင်တော့ပါဘူးသွေးလက်ပတ်မှုအားနည်းသွားတဲ့အခါဥယျာဉ်ပြားစီကိုအောက်ဆီဂျင်နဲ့အာဟာရတွေမရောက်တော့ပဲသပင်အယောင်ချဲဆဲ melanin တွေအားနည်းသွားပါလေဗီတာမင် B12 ဟာအသားငါးဥအမျိုးမျိုးနဲ့နှုတ်ထွက်ပစ္စည်းတွေမှာအများဆုံးပါဝင်လို့အဲ့ဒီအစားအစာတွေကိုတေချာစားပေးဖို့လိုပါတယ်နံပါတ်3ဆေးလိပ်တောက်ခြင်းနဲ့ဓာတုပစ္စည်းများသုံးစွဲမှုများခြင်းလေးလာချက်တွေအရာဆေးလိပ်တောက်သူတွေဟာတာမန်လူတွေထက်အသက်လုံးစင်မတိုင်ခင်သပင်ဖြူနိုင်ခြင်းနှစ်ဆခွဲပိုများတယ်လို့ဆိုပါတယ်ဆေးလိပ်မှာပါတဲ့အဆိပ်အတောက်တွေကသပင်မွေးညင်းပေါက်တွေကိုပျက်စီးစေလိုပါဒါအပြင်သပင်အယောင်ခဏခဏဆိုးတာပြင်းထန်တဲ့ခေါင်းလျှော်ရည်တွေနှိမ့်စင်သုံးတာကလည်းဥယျာဉ်ပြားကိုပျက်စီးစေပြီးသပင်ကိုညံ့ညံ့ဖြူစေပါတယ်အခုပြောသွားတဲ့အချက်တွေထဲမှာတင်ရောဘယ်အချက်တွေနဲ့ညီညီလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ဒီကျင့်ဒီကိုပြင်လိုက်မယ်ဆိုရင်သပင်ဖြူထွန်းနှုံးကိုတိတိတတ်တာရှုတ်ချနိုင်မှာပါဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ပေးဖို့နဲ့ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်တငယ်ချင်းတွေကိုလည်းပြန်လည်မျှဝေပေးလိုက်ပါအောင်